ခိတ္တနာယူပြီးရင်တော့မုတ်ဆိုးကြီးနဲ့ခွေးနေရုပ်ကြီးကိုနောက်ခံထားလို့ဓာတ်ပုံရရင်ပုံပြပြမြင်နေရတဲ့လက်ဖဲမျိုးတွေကရှုခင်းများကိုလေလွမ်းမိုးဝင်ရမြင်တွေ့နေမှာဖြစ်ပါမယ်မုတ်ဆိုးတော်ကနေငဖေးဆောင်တဲ့အတိုင်းဆင်းသွားမယ်ဆိုရင်တော့မြားကြစီဒီနဲ့စကြင်ကြောက်ပေါ်မှာဘူလာပုံစံမပြည့်ထုစစ်ထားတဲ့ခြေလိုရပုံစံငယ်ကိုလေးဖိုးမြော်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီနေရာရဲ့တောင်ပဲရွံ့ရွံ့မှာတော့တောင်ပီလာဆရာတော်ခြေလိုရရှာစဉ်ကလမ်းညွှန်နေတဲ့ကြောက်ဘလူးရုပ်ကိုပြေးလာနိုင်ပါလိမ့်။မုတ်ဆိုးတော်ရဲ့အရှိပဲအဆင်းမှာတော့တောင်ပိုင်းဘိုးဘိုးကြီးနန်းနန်းအဲ့ဒီဟာတစ်ဆင့်တစ္ဆဗန္ဒမုတ်ဆိုးကြီးတစ္ဆာတီမတီကိုတရားမင်းပုံးကြည့်ခဲ့တယ်တရားပုံးတောင်တစ္ဆဗန္ဒမုတ်ဆိုးကြီးလေးများကိုစွန့်ပစ်လို့ယသိဖြစ်နေတရားအထုတ်ခဲ့တဲ့နေရာကိုတော့ယသိတောင်တော်လန်လေးတိုင်းဆက်သွားမယ်ဆိုရင်တော့ရဟန္တာကြီးတော်ရာကိုလည်းကြည်ညိုနိုင်ကြပါလိမ့်အောက်ဆက်တော်ရရဲ့အထက်နားစီမှာတော့ဥက္ကဋ္ဌတိဆောက်ခဲ့တဲ့တစောင်းအတွင်းမှာတောင်းပန်ရစီကိုလည်းခူးတွေ့နေပါလိမ့်အဲ့ဒီနေရာကနေဒီကားတွေများအတိုင်းဆက်တက်သွားမယ်ဆိုရင်တော့တောင်းပန်ဦးစီကိုခူးမြင်နိုင်မှာဖြစ်ပါလိမ့်အဲ့ဒီနေရာကတော့နမရဏဂါမင်းကြီးကဘုရားရှင်ကိုကိုးကွယ်ဖို့အတွက်တစုံတရာပေးသနာကိုဥစွာတောင်းပန်ခဲ့တဲ့နေရာကိုအထိမ်းအမှတ်ပြုပြီးတီထားကိုးကွယ်ခဲ့တဲ့နေရာလေးဖြစ်ပါလိမ့်ဒါကြောင့်လေတောင်းပန်ဦးစီလို့ခေါ်တွင်လာဖြစ်ပါလိမ့်ရှေ့မြောက်ဖက်တောင်ကုန်းပေါ်မှာတော့1308ခုနှစ်ကတည်ခဲ့တဲ့အရှင်ဘုရားလို့ခေါ်တဲ့အေးစီဒီဘုရားကိုလေဖူးမြော်နိုင်ပါဖြစ်ပါလိမ့်တောင်းပန်ရတောင်းပန်ဖို့ဘုရားများကိုဖူးမြော်ရင်းဘုရားဘူးများအထူးစိတ်ဝင်စားတဲ့နတ်ရေကန်ကိုလေလေ့လာနိုင်ပါဖြစ်ပါလိမ့်နတ်ရေကန်ကကျလာတဲ့ရေကြီးကိုတောက်သုံးတာဆေးဝါးအဖြစ်အသုံးပြုတာတွေဟာထူးခြားမှုတွေရှိတယ်လို့ပြောစမှတ်ပြကြပါလိမ့်။နတ်ရေကန်นี้မှာတော့ဖယုံသီးတရံတပိတ်လံရဲ့အထက်မှာဇေဒီတီထားတာမို့ရွှေဖယုံဖျားခေါ်တပိတ်လံဖျားကိုလည်းဖူးတွေ့နိုင်မှာဖြစ်ပါလိမ့်။ဖျားပွဲကင်းဇေဒတ်နဲ့ရွှေဖယုံဖျားကြားမှာ108တောင်ရှိတဲ့နဂါးရုပ်ထုနဲ့25ပေအမြင့်ရှိတဲ့ရက်တော်မူရုပ်ပွားတော်ကိုဖူးမြော်နိုင်ပါကြောင်းစီစဉ်တင်ဆက်လိုက်ရပါလိမ့်ခင်ဗျာ။ အနုအလား
စားစရာရှိလဲအာမနာလာကြဟဲ့တငယ်ချင်းတွေလာကြဟဲ့တငယ်ချင်းတွေသူသမီးစရာသူဒီသားဌာနတွေနဲ့မာကြစီလုံးကြဝေးနောက်ပြီးမှလည်းသုံးတွေ့ရင်မှာပဲလာလာစေဝိညာဉ်ရောင်းရအောင်မြမဘက်ပါရရ ဘွဲတော်သွားတော့မယ်ဆိုကြတဲ့အချိန်အိမ်မာကလူကြီးလူ